သူကကျိုးမပါဘူးလေမီးသွင်းပြီးတော့အမတို့ကသုံးရတဲ့အတွက်ပေါ့နော်အဲ့ဒါကိုအမကြိုက်တယ်ပေါ့နော်ဒါသုံးပြီးတော့ငါအရန်များပူသွားမလားအရန်များကျင်သွားမလားဆိုရယ်စိတ်ပေါ့နော်ဒါပေမဲ့အမသုံးကြည့်တဲ့အချိန်မှာအမအရန်ကြိုက်တယ်အဓိကကြည့်တာကတော့Honor review ပေါ့အမ Honor review တွေကိုဝင်ပြီးတော့ကြည့်တယ်ပြီးတော့နောက်တစ်ဆင့်အနေနဲ့ကျတော့အရေးပြားစရာဝင်နေတဲ့ထောက်ခံချက်တွေဘယ်လောက်ထိဒီဟာမှာရှိမလဲဆိုတဲ့ဟာတွေမှဝင်ကြည့်ပြတယ်နောက်တစ်ခုကကျတော့ certificate ပေါ့အဓိကအမတို့ပစ္စည်းတစ်ခုသုံးပြီဆိုလို့ရှိရင်ထောက်ခံချက်တွေ approve တွေကလည်းအများကြီးပါဖို့လိုတယ်လေအဲ့ဒါတွေကိုမှဝင်ကြည့်တဲ့အခါမှာအမအတွက်အဆင်ပြေတယ်ပြီးတော့အမခံချက်ရှိတယ်လို့ထင်လို့အမဒီဟာကိုအမယူသုံးလိုက်တာပေါ့နော်အမအကြိုက်ဆုံးကတော့ wireless mini HiFi set လေးပေါ့နော်ဘာလို့ကြိုက်တယ်ဆိုတော့သူကကျိုးမပါဘူးလေမီးသွင်းပြီးတော့အမတို့ကသုံးရတဲ့အတွက်ပေါ့နော်အဲ့ဒါကိုအမကြိုက်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့မမအရင်တော့ဒီလိုမျိုးဟာကြီးတွေလေဟောင်းပေါင်းကြီးလည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့မအဲ့ဒါလေးတွေလည်းချက်ချက်ရလေးဖြစ်စေခြင်းနဲ့ပြီးတော့အသက်ကလည်းဘာပြောအမတို့အရွယ်ကအလူလက်ပိုင်းစားဖြစ်နေပြီလေဆိုတဲ့အခါကျတော့အမတို့ဒီ smile line တွေကထွက်လာပြီအဲ့အတွက်ကြောင့်မို့လေးပေါ့နော်အမအခုတည်းကနေကြိုတင်ကာကွယ်ပြီးသုံးမယ်ဆိုပြီးတော့ဒီဆက်လေးကိုမှရွေးပြီးတော့သုံးလိုက်တာပေါ့နော်စသုံးတဲ့အချိန်မှာတော့မလည်းနည်းနည်းစိုးရင်စိတ်ရှိတာပေါ့နော်ဒါသုံးပြီးတော့ငါအရန်များပူသွားမလားအရန်များကျင်သွားမလားဆိုရယ်စိတ်ပေါ့နော်အရေးပြားများဘယ်လိုဖြစ်သွားမလဲဆိုရယ်စိတ်လေးတွေအမတို့မှရှိတာပေါ့နော်ဒါပေမဲ့အမအရန်သုံးကြည့်တဲ့အချိန်မှာအမအရန်ကြိုက်တယ်အရန်သဘောကျရဲဆိုတာဘာဖြစ်လို့လဲသူကနွေးနွေးလေးနဲ့လေအရန်နေလို့ကောင်းတယ်high food ဆိုလို့ရှိရင်နွေးနွေးလေးဘာမှကြောက်စရာလန့်စရာဘာမှလည်းမရှိဘူးပေါ့နော်နွေးနွေးလေးနဲ့အဆင်ပြေတယ်ပြီးတော့နောက်တစ်ခုကကြတော့အမ EMS လေးအဲ့ဒါလေးကလည်းကျင်လေးကျင်တယ်ဆိုတာလည်းအရန်မကျင်ဘူးနေလို့ရတယ်ပေါ့အဲ့လိုမျိုးလေးဆိုတော့အမအဲ့ဒါလေးအဲ့နှစ်ချက်လေးကိုတော့အရန်ကြိုက်တယ်ပေါ့နော်အမတငယ်ချင်းတွေပဲဖြစ်ဖြစ်ပေါ့နော်အမအောက်ကဝန်ထမ်းတွေပဲဖြစ်ဖြစ်ပေါ့ဒါလေးကိုနင်တို့သုံးကြည့်ရမ်းကောင်းတယ်ငါတောင်စပြီးသုံးနေပြီအဲ့တော့နင်တို့သုံးသင့်တယ်ဆိုပြီးတော့အမအကြံပေးတယ်ပေါ့နော်သူတို့ဝယ်ပြီးတော့လေအမြဲတမ်းမေးတယ်ပေါ့နော်အမတို့ဝယ်ပြီးသွားပြီဆိုပြီးတော့ပြစ်မထားဘူးဒီကညီမလေးတွေကအမတို့ဆိုလို့ရှိရင်ဒါအလှပကိုစိတ်မဝင်စားတဲ့သူတွေလေဘာပဲပြောဒါပေမဲ့ညီမလေးတို့က remind လုပ်ပေးတာမမရေးဆက်လေးသုံးဖြစ်သေးလားသုံးတော့မိနေမှာဆိုလို့အဲ့ဒါကိုရဲသဘောကျတယ်ကိုယ်တစ်ခါကျရင်အလုပ်များမိနေရလေမိနေတဲ့ခါကျရင်အမတီကို message ရောက်လာပြီတောင်းအမဆက်လေးသုံးဖြစ်သေးလားဆိုဟဲ့ငါသုံးရမယ်ငါမိနေတာဆိုညီမလေးကအနောက်နေ follow up လုပ်ပေးတယ်ပြီးတော့ remind လုပ်ပေးတယ်ပေါ့နော်အဲ့ဒါကိုလည်းအမအရန်သဘောကျတယ်ပေါ့နော်အမကတော့မမနဲ့အစင်ပြေလို့လားမသိဘူးမမပေးချင်တယ်ဆိုရင် template လောက်တောင်ပေးချင်တာပေါ့နော်အဲ့လိုမျိုးအကြံပြုချက်လေးကတော့တိတ်များများဆဆတော့မရှိပါဘူးပေါ့နော်ဒါပေမဲ့ညီမလေးတို့ဒီ product ကအရန်လူကြိုက်လဲများတယ် customer တွေကများလာတဲ့အခါကြလို့ရှိရင်ပေါ့နော်အမားကတော့ဒီ brand လေးကိုထပ်ပြီးတော့ပေါ့နော်ညီမလေးတို့ရဲ့ service လေးတွေ follower လိုက်တာလေးတွေကိုပို့ပြီးထိမ့်သိမ်းထားစေချင်တာပေါ့နော်အဲ့ဒါလေးတွေတော့အကြံပြုချင်ပါတယ်ဒီတိုင်းမသုံးတာအထက်စားလို့ရှိရင်ပေါ့နော်ဒီလိုမျိုးအကူပစ္စည်းလေးတွေပေါ့အဲ့ဒါလေးတွေသုံးပြီးတော့ပေါ့နော်အချိန်လည်းပေးစရာမလိုလေကိုအိမ်လေးမှာကိုပါန်ကိုအားတဲ့ချိန်လေးဒါလေးကိုလုံနေပြီးတော့ပေါ့နော်အမကတော့အဲ့ဒါလေးတွေကိုအမျိုးသမီးတွေအတွက်ကြံပြုကျင်တာပေါ့နော်ဒါလေးလုပ်ပေးမယ်ဆိုလို့ရှိရင်အသက်40ကျော်ဆိုလို့ရှိရင်ဖြစ်ရမယ့်ဟာတွေပေါ့နည်းနည်းလေးရော့သွားတယ်ပေါ့အဲ့ဒါကြောင့်မမကတော့သုံးစေခြင်းတယ်ပေါ့နော်မပြောချင်တာပေါ့နော်ဒီဆက်လေးကိုဝယ်သင့်တယ်ဘာဖြစ်လို့ဝယ်သင့်လဲဆိုလို့ရှိရင်ဒီဆက်လေးကပေါ့နော်အလှပရေးရဆရာဝန်တွေကလည်းထောက်ခံထားတယ်အမတို့ certificate တွေလည်းရထားတယ်ပြီးတော့နောက်တစ်ခုကကျတော့ customer တွေရဲ့တကယ် honor review တွေလည်းရှိတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ဒီဆက်လေးက randy ရောပေါ့နော်အကုန်လုံးပေးထားတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်တကယ်လို့ဒီဆက်ဝယ်သွားလို့ရှိလို့ရှိရင်တခု error ဖြစ်တယ်ဆိုလို့ရှိရင်ဖြစ်တဲ့အကြောင်းအရာကိုပြောပြီးတော့အကုန်လုံးအစ်စ်လည်းပြန်လဲပေးတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ပေါ့နော်အမနင်တို့ဝယ်သင့်တယ်ဒါဝယ်လို့မမှားဘူးပေါ့နော်သုံးသင့်တယ်ဆိုပြီးတော့အမအကြံပေးဖြစ်တယ်ပေါ့နော်အိမ်သုံး beauty device ဆိုရင် RMB